Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကြတော့အရန်စားကောင်းလို့အိမ်မှာခဏကြော်စားဖြစ်တဲ့ကောင်းညင်းအောင်ယုံမုတ်ကြော်လေးကြော်စားဖြစ်လို့ကြော်နည်းလေးကိုလာပြီးတော့မျှဝေပေးပါတယ်ရှင်ပထမဦးဆုံးအိုးတစ်လုံးနဲ့ကိုတခြားသမင်းစားစွန်းသုံးစွန်းစာထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ရေလေးနဲ့ငယ်ထည့်ပြီးတခြားလေးတွေအရေးပြော်လာပြီးအထိတည်ထားပေးလိုက်ပါမယ်တခြားလေးတွေအရေးပြော်လာပြီဆိုရင်တော့ချစ်ထားပြီးရာအုံဒီ100 gram ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ဒီအုံဒီလေးတွေနဲ့တခြားလေးတွေနဲ့လုံးဝပြော်လာပြီးအထိသူ့ကိုမှွေထားပေးလိုက်ပါမယ်ပြီးတော့ဒီအုံဒီပတ်လေးတွေနွမ်းလာပြီဆိုရင်တော့မလေးသူ့ကိုဖက်တလုံးနဲ့ထည့်ပြီးတော့အေးခံထားပေးလိုက်ပါမယ်ပြီးရင်တော့မုံနှစ်လုံးရန်အတွက်ခွက်တစ်လုံးနဲ့ကိုကောင်းညင်းမောအဖြူရောင်ကိုဟင်းခတ်စွန်းချင်းနှစ်စွန်းစာထည့်မယ်အညိုကိုကြတော့တစ်စွန်းထည့်ပေးလိုက်ပါမယ်ပြီးရင်တော့စားလင်းနဲ့ငယ်ထည့်ပြီးတော့အားလုံးနှံ့သွားအောင်မှွေပေးလိုက်ပါမယ်ရေကိုကြတော့160 ml ကိုအနည်းငယ်ကြည့်စီခွဲပြီးတော့ထည့်ပေးလိုက်ပါမယ်ရေကိုကြတော့မလေးတို့လိုလောက်ကလေးပေါ့နော်အနည်းငယ်ကြည့်စီထည့်ပေးရပါမယ်စွန်းလေးနဲ့မှွေရတာအမရလို့မေးရတော့လက်လေးနဲ့ပြောင်းပြီးတော့မှွေထားပေးလိုက်ပါတယ်မုံသားလေးကလုံးဝနုအီပြီးဒီလိုမျိုးလေးမပြုတ်ပမာလေးရပြီဆိုရင်တော့အခုလိုမျိုးလေးမုံသားလေးတွေကိုမေးလေးတို့ခွဲပြီးတော့လုံထားပေးလိုက်ပါမယ်ကိုလုံးမဲ့မုံချိုးစားပုံမူတည်ပြီးတော့ပေါ့နော်ကောင်းညင်းလေးတွေလုံးလုပ်ပေးသွားပြီဆိုရင်လည်းအုံယိုကိုလည်းအခုလိုမျိုးလေးအလုံးလေးတွေလုံထားပေးလိုက်ပါမယ်ကဲအားလုံးလုပ်ပြီးသွားပြီဆိုရင်တော့မုံစားလုပ်ပေးလိုက်ပါမယ်ကောင်းညင်းမုံလုံးလေးတွေကိုအခုလိုမျိုးလေးအရင်ဦးဆုံးပြပေးလိုက်မယ်ပြီးရင်တော့ဒီအထဲကအုံယိုထည့်လို့ရအောင်ခွက်ကလေးလုပ်ပေးလိုက်ပါမယ်ပြီးရင်တော့အစောကလုံထားတဲ့အုံယိုလေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့မေလေးတို့အုပ်ဖုံးလေးကိုတေချာလေးပိတ်ပေးလိုက်ပါမယ်ဒီထဲမှာအုံယိုစားလေးတွေမထွက်အောင်မုံသားလေးကိုတေချာလေးပိတ်ပေးရပါမယ်ရှင်ပြီးရင်တော့မေကတော့အခုလိုမျိုးလေးလုံပေးလိုက်တယ်အားလုံးမုံသားလေးချောလာပြီဆိုမှအခုလိုမျိုးလေးတပြားလေးပြန်ပြပေးထားလိုက်ပါတယ်ရှင်ကဲအားလုံးပြလုပ်ပြီးသွားပြီဆိုရင်တော့သူ့ကိုနှမ်းလေးနဲ့ကပ်ပေးလိုက်ပါမယ်ဒီမုံလေးကနှမ်းလေးရောပါတဲ့အတွက်နှမ်းလောနှမ်းမွမွေးလေးရဲ့ပြီးတော့ဒီမုံသားနူးနူးအီအီလေးနဲ့အုံယိုချူချူစင်စင်လေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်မေဆိုရင်အိမ်မှာခဏလှုပ်စားလေးရှိပါတယ်ကဲအားလုံးလုပ်ပြီးသွားပြီဆိုရင်တော့သူ့ကိုစားပြီးကြော်ပါမယ်ဒီမုံကြော်တာအတားချက်တစ်ခုကစီအများကြီးသုံးစရာမလိုဘူးပေါ့နော်စီလေးနဲ့ငယ်ထည့်ပေးမယ်စီထည့်ပြီးသွားပြီဆိုမှပူပြီးဆိုမှမေလေးကိုမုံလေးတွေကိုတစ်ခုချင်းစီထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ရှင်မီးကိုကြတော့အရန်ပြင်းလို့မရဘူးပေါ့နော်မီလိုမီးအေးအေးလေးနဲ့ကြော်ပေးရပါမယ်အောက်ဘက်ကကျစ်နေပြီဆိုရင်တော့ကျန်တစ်ဘက်ကိုလှန်ပြီးတော့ကြော်ပေးလိုက်ပါမယ်ရှင်ကဲမီလေးတို့နှစ်ဖက်လုံးကကျက်နေပြီဆိုရင်တော့သူ့ကိုခန်းတစ်လုံးနဲ့ကိုဆယ်ပြီးတော့စီလေးစစ်ထားပေးလိုက်ပါမယ်ကဲခုဆိုရင်တော့မီလေးတို့ကောင်းညင်းအုံယုံမုတ်ကြော်လေးကတော့စားဖို့အဆင်သင့်ဖြစ်ပါပြီရှင်ပြန်နှမ်းလော်လေးကမှုမှုလေးရဲ့ပြီးတော့သူ့ရဲ့မုံသားလေးကအီအီလေးရဲ့ပြီးတော့အတွင်းသားကအုံယုံချူချူစိတ်စိမ်လေးရဲ့နဲ့အရန်ကိုစားလို့ကောင်းပါတယ်အကြိုက်ချင်တူတွေအတွက်လိုက်လို့စားလို့ရအောင်မီလေးကဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ကဲဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအားလုံးပဲဘိုင်ဘိုင်